ပိသများကြားပါပြီ အခုတရားနာတာဘယ်လိုနာလဲ ရုပ်ကြီးကနားနေပါ နာမပါဘူးလား ပါပါလေ ဟမ်ရုပ်ကြီးတရားပွဲလာလို့ရသလားသာယာဝတီကနာကြီးလာလို့ရောရသလား မရပါဘူး ဘယ်သူနဲ့ဘယ်သူလာတယ် ရုပ်နဲ့နားနေတာပါ ရုပ်ကြီးတရားနာနိုင်ပါမလား နားနေပါဘူး ရုပ်ကြီးကသိသလား ပြီးပါဘူး သိတာကဘယ်သူကသိတယ် နားပြီးပါ နာကသိတယ်နာရှိတော့သိတုံးလေးကိုဓမ္မသရဏကိစ္ဆာမိရမယ်နော် မှန်ပါ မသိလို့ရုပ်သက်တဲ့ပုတ်ကောင်ကြီးကြမှာသရဏဂုံတင်းနေဆိုတာတွေးကြည့်စမ်းဖြစ်မလား မဖြစ်ပါဘူး ဒီဖြစ်ဖြစ်နဲ့တင်မှာဘုန်းကြီးတော့ပြင်မှာ မှန်ပါဖြစ်မှာ နော်တခါကြီးတွေဟမ်ဒါသုတ်တန်ကိုတော့ဟောပါလို့ဘုန်းကြီးတွေမပြင်မယ်နေကွာကြနေုံပဲတော့ဘုန်းကြီးတွေကျုပ်ဝိုင်းချလိုက်မယ်ဟုတ်ကဲ့လားကြံတဲ့လူတင်တာမို့လားပိဋကများ မှန်ပါ သင်ညာကြတော့ဘု து ကိုတင်ရတယ် ကျန်တဲ့လူပြင်ပါလေ တင်မူလားဗုဒ္ဓံသရဏဂိသာမိဓမ္မသရဏဂိသာမိသံဃာသရဏဂိသာမိ၃ချိန်၃ခါနော် မှန်ပါ အဲ့ဒါလည်းပါဇတ်တင်ပါတကယ်တမ်းတရားမြင်ဖို့မလွယ်ပါဘူးလွယ်ပါမလား မလွယ်ပါဘူး တရားမြင်တာကပထမအစတုန်းမှာထိုင်ရမယ်နော် မှန်ပါ နောက်ရင့်သွားတော့မှသွားရင်လာရင်စားရင်နေရင်ထိုင်ရင်တရားဟာထခါဘာဝိကတာခဏခဏပွားမှခဏခဏလေ့လာမှနော် မှန်ပါ စားလေတရားနဲ့သွားလေအတိလေးနဲ့အိတ်လေအတိလေးနဲ့နော် မှန်ပါ အဲ့ဒါကြောင့်တရားသဘောတွေကြတော့နောက်ပိုင်းဆရာတော်ဘုရားကရှင်းလိုက်မယ်သရဏဂုံကျင်တာလေးတာနော် မှန်ပါ မသိခင်တင်ရတယ်ဆိုတာလေးကျုပ်ကရှိပိုင်းကရှင်းတန်းလေးပေါ့ဗျာ မှန်ပါ ဘယ်အချိန်သရဏဂုံတင်ရတယ် မသေးခင်တရားပါလေ ရိတ်သားတွေမှာတရားအထောက်ကြတယ်ဆိုတာဘာတင်နေကြတယ် သရဏဂုံတွင်းနေတာပါ သင်ကူမှာသရဏသုတ်တန်ကူတော်တော်လာသရဏဂုံတင်နေရတယ် မှန်ပါ ဟုတ်ရဲ့လားပြိဿများသင်ကူဆရာတော်ဘုရားနောက်လိုက်ပြီးတော့ကျုပ်လည်းသရဏဂုံတင်နေတဲ့ဓမ္မသရဏကိစ္ဆာမိတရားကိုကနေရတယ်နော် မှန်ပါ မျက်မှောကြီးတရားမကဘူးဟိုဟာလေးလျှောက်ကနေတာမျက်လုံးတွေကလည်းမထွက်ဘူးဟုတ်ရဲ့လား မှန်ပါ ဒကာကြီးတော့ထွက်ကုန်လားမျက်လုံးတွေကမျက်လုံးတွေကပဲတော့မှမထွက်ဘူးဟုတ်ကလား မှန်ပါ လာလည်းမထွက်ဘူးအတိတ်ပြန်မြင်နေတာမြင်ဘူးလားပြု ဒီမှာ မမြင်ဘူးလားမိသားများကြည့်နေရမြင်နေရဟာရင်မျက်လုံးတွေကမထွက်ပါအဲ့ဒါတွေကိုတွန်းထုတ်ပြရမှာအပီကောင်းဟုတ်ရဲ့လား မှန်ပါ အနေလေးကတော့ကောင်းကြပါရဲ့သေဖို့လွယ်ကြသလားမိသားများ လွယ်ပါဦးဗျာ လွယ်တာမလဲဖုံးဆိုလဲသေးကြတာဒီတော့မှဖုံးကြီးအားကိုတဲ့အရှင်ဘုရားတို့ကြွပါဦးဘုန်းကြီးပါတတ်နေလေ ဒါမတတ်နိုင်ပါဘူး အပေကြသွားတဲ့ပုဂ္ဂိုလ်ပဲဘုန်းကြီးတတ်နိုင်မလဲ ဘယ်ဘု အခုနေတတ်နိုင်တယ်မှတ်ထားနော် မှန်ပါ ကိုယ်လူမမသေးကနေပြီဆိုရင်ဖြင့်နော် မှန်ပါ ကျွတ်တို့လူမျိုးတွေဗျာအဲ့ဒါဝင်းနေလုံးလုံးပါခင်ဗျားတို့ဒီမကောင်းတဲ့ကဆရာကိုသေပြီးမှခေါ်ကြလားမသေးရင်ခေါ်ရလား မသေးခင်ခေါ်ပါလေဗျာ ဟမ်မသေးရင်ခေါ်တယ်နော်ဆေးရုံပြေးတယ်ဆေးရုံတို့ဆရာဝန်တို့အရာထဲကဘိန်းတော်ဆရာဓာတ်ဆရာတွေကရုပ်ဓာတ်ကိုသာပြင်ပေးနိုင်တယ်ပေးဘူးလား ပေးပါလေဗျာ စိတ်ဓာတ်ကိုဘယ်လိုပြင်ပေးနိုင်တယ်လဲပဲဆရာ မပြင်ပေးနိုင်ပါဘူး ဟမ်ပြင်ပေးနိုင်သလားပိသားများအဲ့ဒါကြောင့်လူမမသေးကနီးကိုကြတော့ခမရတို့ဘသူပင်နေ ဘုန်းကြီးပြင်ပါလေဗျာ မပင်ပါဘူးသေပြီးမှအရှင်ဘုရားတကာကြီးဆုံးလို့ဖေးရလဲငိုလိုက်ပြီအဲ့ဒါဘုန်းကြီးပါတတ်နိုင်သေးလေ တတ်နိုင်ပါဘူး မတတ်နိုင်တော့မတတ်နိုင်ဘူးသောကလေးနဲ့ယူပြန်လာတာ မှန်ပါ အဲ့ဒါလေးမှတ်တာသေကနီးရင်ဘသူကိုပင်မယ် ဘုန်းကြီးပြင်ရမယ်ဗျာ ဆရာတော်တွေကိုဝယ်ထားတာဘာလို့ဟောကိုဝယ်တယ်သားတွေသမီးတွေမြည်တွေကိုသေကနီးမြင်သေးရင်အသေးကောင်းမလားတို့လေဘာတွေမြင်သေးတယ်ထင်ရ တောင်းကြီး မမြင်တော့အနာပြသေးတယ်အမေကြီးဘသူရောက်ပြီဟောသေးပဲလူကလက်ကလေးစမ်းကြည့်သေးတယ် ဟုတ် တော်တော်အသေးကောင်းပါပဲမြည်ဆုံးနဲ့သားဆုံးနဲ့အမလီအသေးကောင်းပါပြီအရာထဲကအရာပြောက မှန်ပါ ဟမ်တရားမျက်စိနဲ့ကြည့်ရင်ဒီပုဂ္ဂိုလ်ပဲလို့ဖြစ်မဲ့ထင်တယ်လေဒီကနေ့မှလှူထားတာတွေမြင်သလားဒါနတွေသီလတွေဘာဝနာတွေမြင်တဲ့လူမရှားဘူးလား ရှားပါလေဗျာ မြင်နေရမြင်သေးတော့ပဲရောက်မယ်ထင်တယ် ပေရောက်ပါမယ် ကြောက်ကြတာမဟုတ်ပါဘူးတွေးကြည့်နော် မှန်ပါ အဲ့ဒါကြောင့်သေတတ်အောင်လို့ဒီကရိညာဆရာတော်ဘုရားကသေစီမှာကတော့ကျင်းသေးမှာပဲသေဘူးလား ပေးပါမယ်ဗျာ ကျင်းသေးနဲ့သုတ်တန်ကိုတော်နဲ့တွေ့မှာပဲ မှန်ပါ ဟောဒီကိုတော်ကသုံးဝမှာဂိတ်ကစောင့်နေတာ မှန်ပါ ဂိတ်ကနော်ကျုပ်စီကုံရောက်တာပဲဘလောက်ချမ်းသာဘလောက်လှဘလောက်ချောဘလောက်လိမ္မာဘလောက်ပညာတတ်ဟုတ်လားဥဝင်မြင့် မှန်ပါဗျာ ဟုတ်လား
အဲ့ဒါကြောင့်သေဓာတ်အောင်လို့ဓမ္မန္တရဏကိသာမိအရေးကြီးပါတယ်မကြည့်ဘူးလား ကြီးပါတယ် မကြည့်ဘူးလားပိသားများအဲ့ဒါကြောင့်တရားသိကကြသမှာလို့သုတ်တန်ကိုတော်တော်ဟိုတုန်းကကိုအာဘတ်ဒီစားနေကကြည့်တော့ငါတို့အာဘတ်သိနေတယ်ဒီအာဘတ်ဒီရှိရင်သက်ကံတည်းမက်ကံတည်းဆိုတဲ့စာအန္တရာယ်ကရှိနေတော့လှုပ်လည်းမထူးပါဘူးဆိုပြီးစိတ်လျှော့နေဟုတ်ရဲ့လားဝိမြင့် မှန်လားပါဗျာ ဆရာတော်ခန္ဓာကိုယ်ကရှားထားတဲ့ဆရာတော်ဘုရားနဲ့တွေ့မှအရှင်ဘုရားတန်တရားကုက္ကုစာတွေဖြောက်တော်မူပါဒီတန်တရားကုက္ကုစာကအရှင်ဘုရားပယ်ချမှဆိုတော့ဖြောက်တော်လဲအလွယ်လေးပဲနော်နီးပြီးတော့လဲအလွယ်လေးပါဒါအောင်လို့စာတတ်တော်မူတဲ့ဆရာတော်ဘုရားများညီတော်နောင်တော်တွေစာနဲ့မကျေနပ်ကြပါနဲ့နော် မှန်ပါ စာနဲ့သိပြီးတော့ကိုအာဘသင့်ထားတာကိုကြောက်လန့်ပြီးတော့သက်ကံတ